ခင်ဗျားတို့တော်လန်ရေးအတွက်ဆိုပြီးတော့အမေရိကက121တန်းချပေးလိုက်ပါပြီနော်အဲ့တော့ဒီ121တန်းကခင်ဗျားတို့မျှော်နေခဲ့တာကြားလာပါပြီဒီတစ်ခါတော့လုံးဝခင်ဗျားတို့ရပါပြီနော်အဲ့တော့121တန်းကဘယ်လိုခေါ်မလဲလူသားချင်းစာနာထောက်ထားမှုကို85တန်းလောက်သွားဖို့ရှိတယ်လို့သုံးသပ်ရတယ်ကျန်တဲ့25တန်းကတော့ခင်ဗျားတို့ဒီ NUG ရောခင်ဗျား NUG ကိုအားပေးထောက်ခံနေတဲ့ NUG အုပ်စုတွေနောက်ထပ်ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေပေါ့ဒီအဖွဲ့အစည်းတွေစီကိုအကူအညီတွေအများကြီးရောက်သွားလိမ့်မယ် NUG ကိုလည်းဘယ်လိုခေါ်မလဲအမေရိကန်ဆိုရအနေနဲ့ကအတိုင်းအတာတစ်ခုထိအသိမှတ်ပြုမှုတွေရှိလာတယ်ပေါ့နော်အဲ့တော့နောက်ထပ်ကျန်တဲ့ပတ်စံတွေကိုကြတော့ဒီပေါ့ကျွန်တော်သုံးသပ်ရတာကတော့တခြားပေါ့တခြားအဖွဲ့အစည်းတွေဒီပေါ့တခြားအဖွဲ့အစည်းတွေစီကိုလည်းရောက်နိုင်ပါသေးတယ်เนาะရောက်နိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ခင်ဗျားတို့ NUG အတွက်သုံးသပ်လို့ရတဲ့အကူအညီတွေကတော့ခေါ်မလို့ non lethal aid ဆိုတဲ့ခါကျတော့လက်နက်မဟုတ်တော့အကူအညီဖြစ်လိမ့်မယ်အဲ့ဒီလက်နက်မဟုတ်တော့အကူအညီတွေကဘာတွေဖြစ်သွားနိုင်မလဲဆိုရင်ခင်ဗျားတို့ဒီပေါ့ဆက်သွယ်ရေးကွန်ရက်တွေနောက်ဆုံးပိတ်ပြတော့လေချောင်းရန်ကာကွယ်ရေးဆိုတဲ့နေရာမှာလေရင်ဘယ်ချိန်လာမယ်ဟလာဘယ်ချိန်မှာစန်ဆာတော့လကောင်းရေဒါတော့လကောင်းပေါ့ဒါမျိုးအရာတွေရောက်လာနိုင်တယ်ရောက်လာနိုင်ပြင်ကိုကြီးကားတွေရောက်လာနိုင်တယ်ခင်ဗျားတို့အတွက်နောက်ထပ်ဒီစေဝါတွေပေါ့နော်စေဝါတွေရောက်လာနိုင်တယ်နောက်တဲ့နီးပညာတွေအများကြီးချပေးနိုင်တယ်နော်အဲ့တော့ခင်ဗျားတို့တော်လန်ရေးတစ်ချိန်လုံးစောင့်မျှော်နေခဲ့တဲ့တော်လန်ရေးကိုဒီတစ်ခါပေါ့ဒီတစ်ခါအမေရိကန်ကူညီမှုဟာခင်ဗျားတို့ရဲ့တော်လန်ရေးကိုထိထိရောက်ရောက်ကူညီခြင်းဆိုတာအခုမှစတာပါခင်ဗျားတို့တစ်ချိန်လုံးမျှော်ခဲ့တဲ့ပတ်စံကတစ်ခါမှမရောက်ခဲ့ဘူးဒီတစ်ခါတော့တော်လန်ရေးအကူအညီဆိုပြီးတော့အမေရိကန်ကိုယ်တိုင်ကခင်ဗျားတို့ရဲ့တော်လန်ရေးကိုအတိမတ်ပြုပြီးတော့တော်လန်ရေးကူညီပေးလိုက်တာပါ